ဗုဒ္ဓရဲ့ကျမ်းဂန်ထဲမှာလိန်တူချစ်ချင်းကိုမိစ္ဆာဓမ္မတွေထည့်ထားတာမျိုးရှိပါသလားမေထုံမီဝဲတာချင်းမြစ်တာထားကြတာချင်းအတူတူကိုလိန်ခွဲကိုကြတော့ဘာဖြစ်လို့မိစ္ဆာဓမ္မတွေထည့်တာပါလဲအရှင်ဘုရားအဲ့တော့မြတ်စွာဘုရားကတော့အဲ့လိုသူကမိစ္ဆာဓမ္မပရိတ္တတွေသုံးတယ်ပေါ့နော်ထက္ကရာဆရာကအဲ့ဒါထပ်ဖွင့်ပေးထားတာပါမြတ်စွာဘုရားတော့ဓာတ်ရိုက်ဟောတာတော့မရှိဘူးပေါ့နော်ဓာတ်ရိုက်မြတ်စွာဘုရားတော့ဓာတ်ရိုက်မဟောဘူးဒါပေမဲ့အဲ့ဒီပါဠိစကားလုံးကိုထက္ကရာဆရာကဘာဆိုလိုလဲဆိုတာကိုထပ်ဆင့်ဖွင့်လိုက်တာပေါ့လိန်တူဆက်ဆံခြင်းကိုပဲဒါမြတ်စွာဘုရားဆိုလိုပါတယ်ဆိုပြီးတော့ထက္ကရာဆရာဖွင့်တာဆိုတော့အဲ့ဒီမှာကျတော့ဦးဇင်းတို့ဘာဖြစ်လို့လဲဆိုတော့ဟိုတဘာဝနဲ့အတဘာဝလို့ခေါ်တယ်ဟိုအမျိုးသားနဲ့အမျိုးသမီးဆိုတာကတဘာဝကြတယ်တရိษံပဲဖြစ်ဖြစ်ဒီဟိုပါပဲဒီလူပဲဖြစ်ဖြစ်ပေါ့နတ်ပဲဖြစ်ဖြစ်အားလုံးကဒါဝိတဘာကအာယံခေါ်တယ်လေဝိတစန့်ကျင်ဘက်ပေါ့အမျိုးသားနဲ့အမျိုးသမီးဆိုတာစန့်ကျင်ဘက်ဒါတဘာဝကြတယ်ဟိုစန့်ကျင်ဘက်မဟုတ်လို့သဘောကြနဲ့ကြတာပေါ့လေအဲ့တော့တဘာဝမကြတဲ့ဥစ္စာနှစ်ခုကခုနကလို့ကြာကြာချင်းဆိုတဲ့ဟာကြတာခါကြတော့မမချင်းဆိုတဲ့ခါကြတော့ဒါကဝိတဘာကမဟုတ်တော့တဘာကအဲ့တော့တဘာကကိုတတ်မှတ်တယ်ဆိုတဲ့စိတ်ကဒါပုံမှန်ရာဂစိတ်တဲ့နည်းနည်းပြင်းထန်သွားတဲ့သဘောဘောလားမသိဘူးပုံမှန်ရာဂစိတ်တဲ့နည်းနည်းအားကြီးတဲ့သဘောကိုခေါ်တယ်တဘာဝတရားကိုစန့်ကျင်သွားတာအဲကြောင့် तू ကအားကြီးတဲ့ရာဂစိတ်တစ်မျိုးဖြစ်လို့သူ့ကိုမိစ္ဆာဓမ္မလို့သုံးထားတာပါဒါတာမရာဂတဲ့ तू ကနည်းနည်းပြင်းထန်တယ်ဆိုတော့သဘောကိုဒီညွှန်းတာဖြစ်ပါတယ်